မင်္ဂလာပါဒီနေ့လည်းကျွန်တော်နန်းစုထိုးသွားမှာပဲဖြစ်ပါတယ်နန်းစုထိုးတာပဲဖြစ်ပါတယ်ဒီခင်းရတော့လည်းကျင်းတယ်ဗျစောလေးပြီးပါပါကျွန်တော်ခဏနားနေပါတယ်တမုံဝင်ရေးပါဗျာဒါကျွန်တော်နားနေကြဒီနေ့ဗီဒီယိုသိမရိုက်ပြဘူးဗျကျွန်တော်ရိုက်ပြီးမှညီလေးမပါတော့ဗျာအားလုံးကျေးဇူးတင်ပါတယ်ခဏနေကျွန်တော်အေးရောက်တော့ဖြစ်ပါတယ်ကျွန်တော်အေးရောက်ပါပြီအေးရောက်တော့လဲသန်တက်ဖြစ်ပါတယ်လဲသန်တက်မှာတော့မောင်းကောင်းဖြစ်ပါတယ်ကျွန်တော်ညီလေးမောင်းကောင်းပါဗျာဆရာမခုံနေပါတယ်လဲတဘိုးတော့နည်းနည်းကြီးနေလို့လဲသန်ဘောတေးပြီးလိုက်ပါဗျာအပေါက်ဖောက်နေလဲသန်ချိန်ဖို့လို့ပြီးသွားပါပြီကျွန်တော်တို့သိမကြပါဘူးလဲသန်လဲတာဒီနေ့ဗီဒီယိုလေးရောက်တော့ပါပဲဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုကြည့်ရှုသူတို့ရောကျေးဇူးတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးဗျတင်တော့ပါလေ follow လေးလုပ်ပေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ဗျ